ဖယားကတေးသစ္စာရှိတဲ့ဖယားဖြစ်ပါတယ်တေးသစ္စာရှိတယ်He is so faithful. He is so faithful. ကျွန်တော်ကတခါလေထင်လိုက်မယ်ထိုက်တန်လှုပ်ဆောင်ရမယ်ထိုက်တန်မှာဘုရားသခင်ကသင်ကိုကောင်းကြီးပေးမယ်လို့ယုံကြည်တဲ့အဖွဲ့တွေအများကြီးရှိတယ်။ဒါပေမဲ့ယေရှုအဖြစ်သင်ကထိုက်တန်တော်သူဖြစ်သွားပြီ။ထိုက်တန်တဲ့ယေရှုအဖြစ်သင်ကထိုက်တန်တော်သူသင်အကြီးသင်မှန်းပိုင်ခွင့်ဘုရားပေးထားတယ်။တောင်းပိုင်ခွင့်ဘုရားတကယ်ပေးထားတယ်။တောင်းကြစမ်းပါလို့ဘုရားကပြောနေတယ်။ရဲတောင်းစမ်းပါလို့ဘုရားကပြောနေတာ။ရဲတောင်းပြလိုက်စမ်းတိတ်မဆချင်တယ်ဘုရားဒါပေမဲ့ကိုယ်အခြေအနေကြည့်ပြီးကိုကအယမ်းကြီးမတောင်းရဲဘူးပြဿနာကိုယ်အခြေအနေကြည့်ပြီးတော့မှစုမတောင်းရဘူးကိုယ်အခြေအနေကြည့်ပြီးတော့စုမတောင်းရဘူးရဲတောင်းကြပါရဲတောင်းအကြီးတွေတောင်းဒီနေ့စပြီးတော့မှတင်းရဲ့ဆုတောင်းချက်တွေဟာဖျားသခင်ကိုစိတ်မလှုပ်ရှားစရာကောင်းတဲ့ဆုတောင်းချက်တွေမလုပ်ပါနဲ့တိတ်သေးလို့ရင်ဖျားစိတ်မလှုပ်ရှားဘူးဖျားကတင်းကိုတော့တိတ်ကြီးမြတ်တဲ့ဖျားကိုတိတ်ကြီးမြတ်တဲ့ဖျားတိတ်ကြီးမြတ်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်တင်းကိုဖျားကသူ့ရဲ့မင်္ဂလာတိတ်ကြီးလွန်းတယ်ပြင်ဆင်ထားတဲ့အရာတွေကတိတ်ကြီးမားလုံးအားကြီးတယ်တိတ်ကြီးမားလုံးတဲ့အတွက်ကြောင့်တင်တိလေးတွေတောင်းရင်ဖခင်ကတရက်မှာဂျယ်ရီဆဗီလ်ဆိုတဲ့ဆရာကြီးJerry Saville ဆိုတဲ့ဆရာကြီးအခုတော့အိမ်တော်ပြန်သွားပါပြီ Jerry Saville ကအာဖရိကမှာဖျားသခင်သူ့ကိုတော်တော်လေးကြီးမားစွာအသုံးပြုတယ်သူ့ရဲ့သာသနာလုပ်ငန်းသူကစီယုံနေစောက်တယ်ဘောနော်တက္ကသိုလ်တွေစီယုံနေစောက်တယ်အဲ့ဒီစေယုံတယုံဖွင့်လှစ်ပွဲကြီးပေါ့ကွယ်အာဖရိကစေယုံတယုံဖွင့်လှစ်တဲ့ပွဲကြီးမှာသူ့ရဲ့ဝိညာဉ်ဖခင်သူကခေါ်သွားတယ်ဂျယ်ရီဆဗေးရဲ့ဝိညာဉ်ဖခင်က Oral Robert ဖြစ်တယ် Oral Robert
Oral Robert ကသူကစင်မောမှာပေါ့သူလိုစင်ပေါ်ကြီးမှာဒါအာဖရိကရဲ့သူက culture လားပါလာတော့မသိဘူးသူကခေါင်းဆောင်တွေအားလုံးရှေ့မှာပလင်ပေါ်မှာတင်ထားတာပလင်ပေါ်မှာသူထိုင်းနေရင်းနဲ့သူပြင်းလာတယ်ပြင်းလာတော့စာရွက်တစ်ရွက်နဲ့ဘောပန်တစ်ချောင်းယူပြီးတော့သူကရေးတယ်ရေးလိုက်အဲ့ဒီစာရွက်မရှိတော့တဲ့အခါမှာ तू က tissue ကိုယူတော့မှ तू က tissue ပေါ်မှာ तू ကရေးတယ်ဘာတွေရေးတာလဲ Jerry Savage ကြည့်လိုက်တော့သူ့ရဲ့နာမည်ကို तू ကပြောင်းပြန်ရေးနေပြောင်းပြန်ရေးအဲ့နဲ့ Jerry Savage လာမေးတယ် Oral Robert ကိုဘာလို့အဲ့ဒါတွေရေးနာလဲငါပြင်းလို့တဲ့ဘာလို့ပြင်းတာလဲမင်းတို့ပြောနေစကားတွေကငါတို့စိတ်လှုပ်ရှားစရာဘာမှမရှိဘူးလေယူပါယုံတိတ်တိတ်လို့နဲ့ငါစိတ်ဝင်စားဘူးလေတင်ယူပါယုံတိတ်တိတ်လေးနဲ့ဘုရားထံကိုသွားပြီးတော့မှအိမ်လေးတစ်လုံးကားလေးတစ်စီးပေးပါလို့တောင်းနေတာအယံသေးလုံးနဲ့ဖျားတော့ဖျားအတင်ကိုလေအိမ်တစ်လုံးရဖို့တဲ့သူများအိမ်တစ်လုံးပေးနိုင်တဲ့အဆင့်ကို level တက်တာကိုဖျားကြိုက်တယ်တို့မြန်မာတိုင်းဝိုင်းမှာသူများအိမ်တွေကားတွေပေးနိုင်တဲ့မျိုးဆက်တွေဖြစ်ဖို့ဖျားခင်လို့ရှိတယ်နေစရာပေးတာပဲမို့အိမ်မှာတစ်ခါပေးပြတယ်အဲ့ဒီ level ယူဖျားတဲ့တက်စေချင်တာလေကိုလိုအပ်တာလေးကိုနည်းနည်းပါးပါးပေးနိုင်တော့အဟုတ်ကြီးလို့ထင်လို့မရဘူးကျွန်တော်တို့က limit ဖျားကိုအမြဲတမ်းတော်လောက်တတ်တဲ့ခြင်းရှိတယ်အကြောင်းယူပါအောင်ကြီးထားဖို့အခုနကိုးကွယ်အနေနဲ့ဖျားဖော်ပြတယ်ခုဒီအစာရှောင်ရနေ့မှာဖျားတင်ကိုဖော်ပြတဲ့အရာတော့ကျွန်တော်တို့အားလုံးကိုဖော်ပြတဲ့အရာတော့ယူပါယုံကြီးထားပါတဲ့တို့ကယူပါယုံဘာလို့ကြီးမထားရဲလဲဆိုတော့ကိုယ်အခြေအနေနဲ့တန်ရာကိုပြိုးလှုပ်တတ်တဲ့အတိုင်းဝိုင်းထဲမှာကြီးပြင်းလာတော့ကြောင့်ကြီးကျယ်များပြောလိုက်မိရင်စကကြီးပြောတယ်ဆိုပြီးတော့ဝိုင်းပြီးတော့လက်ညှိုးထိုးကဲ့ရဲ့ခံရတော့ကြောင့်တို့မပြောရဲကြတော့ဘူးမပြောရဲကြတော့အဲ့ဒီမပြောရဲတဲ့အတွက်ကြောင့်မရကြဘူးဒီနေ့ဖျားတင်ကိုစကားပြောခိုင်းနေပြီယူပါယုံအကြီးတွေထားခိုင်းနေပြီသူများကိုပြောစရာမလိုပါဘူးတင်းရဲ့အနာဂတ်ကိုတင်းရဲကြီးဘာဖြစ်လာမယ်ဆိုတာကိုတင်းကြိုတင်ပြောရဲတော်သူဖြစ်ရမယ်နောက်လေယုံကြည်ရမှာကအဲ့ဒီတင်ရောက်ရမယ်ပန်းတိုင်ကိုကြီးမားတဲ့
နော်ရည်ရွယ်ချက်ကြီးပေါ့ကွယ်ကြီးမားတဲ့ရည်ရွယ်ချက်ကြီးကိုရောက်မှရောက်နိုင်ပါမလားဆိုတဲ့အတွေ့အသင်ရှိလို့မရအောင်ရောက်ချင်တာပေါ့ဆိုတော့ရှိတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲရောက်မှရောက်ပါမလားဆိုတဲ့စိတ်ကလည်းပြန်ရှိပြန်တယ်ဒီစကားလေးမှတ်ထားပဲရောက်တော့ရောက်ချင်တာပေါ့ဆရာရဲ့တစ်ချိန်တည်းမှာပဲသူများတော့မပြောမှကိုယ်ထဲမှာပါရှိလဲဆိုတော့ရောက်မှရောက်ပါမလား if ဆိုတဲ့စကားဘုန်းကြီးက YouTube ထဲမှာကြောက်ကပ် poison ဖြစ်သွားပြီးတော့မှခဏသေသွားတဲ့အမျိုးသမီးသူ့ရဲ့တက်တေခံချက်ကလေးတစ်ချက်လေးကျွန်တော်တို့ကြည့်စေချင်တယ်မီဒီယာသမားတွေကိုဆရာတစ်ချက်ပို့ပေးမယ် Do you have it? Thank you, Lord. Oh, Lord Jesus. Thank you, thank you, thank you, Lord. ဖခင်ကပြောတဲ့အချက်ကလေးအဲ့ဒါလေးကိုအသင်းတော်တွေအားလုံးကျွန်တော်ကြည့်စေချင်တယ်ဆရာဘန်ဂျမင်ရှိလား What's up? You got it? So, ဖျားရှိကိုသူရောက်သွားတယ်တဲ့အဲ့ဒီတေသွားတဲ့သူကပေါ့ခဏတေသွားတာပေါ့ဖျားရှိရောက်တဲ့ခါမှာဖျားဘာပြောလဲဆိုတဲ့အခါမှာမင်းချိန်မရောက်သေးဘူးငါသမီးဒါမဲ့ငါခဏခေါ်လိုက်တယ်မင်းအောင်ဘာကြောင့်ဆိုတော့ဒီယုံကြည်သူတွေဆူတောင်းတာအယမ်းမားနေတယ်တဲ့ငါမခံစားနိုင်တော့ဘူးအဲ့တော့မင်းပြန်သွားပြောမင်းပြန်သွားပြောဆူတောင်းတဲ့ခါမှာဒီစကလုံးသုံးလုံးကိုမပြောပါနဲ့ဒါလေးလေးကြည့်အောင်ဒါမဲ့ကျွန်တော်မှတ်မိတာလေး if ဆိုတဲ့စကားကိုဆူတောင်းတဲ့ထဲမှာထည့်မသုံးပါနဲ့ကိုတော့အလိုရှိမယ်ဆိုရင်ဆိုတဲ့စကားမသုံးပါနဲ့ငါမင်းအတွက်သားတော်ရင်းကိုတော့မနှမျောပဲစွန့်ထားတဲ့ဖေဟာသားတော်နဲ့တကွာခတ်သိမ်းတော့ရအောင်ငါမပေးပဲဘယ်လိုနေမှာလဲ if ဆိုတဲ့စကားကိုဆူတောင်းတဲ့ထဲမှာမထည့်ပါနဲ့အဖမခံစားနိုင်တော့ပြီးတော့မနောက်တလုံးတော့ maybe ဆိုတဲ့စကား
သုံးပါနဲ့ဖျားကိုတောင်းပြီဆိုရင်ဆုတောင်းတဲ့အချိန်မှာပင်နေရပြီဆိုတာကိုဒီယုံရမယ်အဲ့ဒီညာရမယ်ကိုတော့အလိုတော်ရှိရင်ဆိုတဲ့စကားတွေကိုတော့မဆနိုင်မယ်ဆိုရင်ပေါ့ဆိုတဲ့စကားတွေမကြီးရမသိချတဲ့ maybe ဆိုတဲ့စကားတွေမသုံးပါနဲ့နောက်ဆုံးချက်ကတော့ unworthy ကိုမထိုက်တန်မှုဆိုတဲ့ပုံစံနဲ့အဲ့ဒါတွေအလုံးကိုနှိမ့်ချတယ်လို့ထင်တတ်တယ်အဲ့ဒါနှိမ့်ချတာမဟုတ်ဘူးယုံကြည်ခြင်းမရှိတာလို့ဘုရားသတ်မှတ်တယ် My name is Margaret Walker, and I'm 47 years old. I've been a housewife for over 20 years, married to David, and we have 3 beautiful children. What I'm about to share with you changed my life forever and will change yours too if you let it. This is my testimony of what happened when I died for 12 minutes and met Jesus Christ face to face, where he showed me why we must not say these 3 words during prayer. Tu 12 minute tu တေးသွားတယ်တဲ့ သူကအသက်48နှစ်ရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ခလေး3ယောက်ရဲ့မိခင်လည်းဖြစ်ပါတယ်သူကမိသားစုကိုချက်ပြုတ်လှုပ်ဆောင်ပေးတဲ့အိမ်ရှင်မတစ်ယောက်လည်းဖြစ်ပါတယ်တဲ့ဆက်သွားပါ Doing what I always do, preparing breakfast for my family and saying my morning prayers. But that day, something went terribly wrong. I had been suffering from a severe kidney infection for weeks, but I kept pushing through, taking care of my family like always. The doctors had given me antibiotics, but the infection had spread to my bloodstream without anyone knowing. As I was standing in the အဲ့တော့ကျွန်မကဒီ kidney failures ဖြစ်ခဲ့တယ်ပေါ့နော်ဒီ antibiotics တွေတောက်ပေးမဲ့လေသူကမတက်တာခဲ့ပါဘူးပေါ့နော်ဟုတ်ကဲ့ sir kidney infection infection ဝင်ခဲ့တာပေါ့ sir ဟုတ်ကဲ့ infection okay ဆိုတော့ तू တောက်တယ် तू ဘလို့မှမတက်တာဘူးပေါ့နော် မတက်တာခဲ့ပါဘူးဟုတ် ဒါမဲ့လည်း तू ကတောက်တယ်တကယ်တော့နားမှာ तू မနာဘူး तू ရဲ့မိသားစုအတွက်ပဲ तू ကကြိုးစားရုန်းကန်ပြီးတော့မှလှုပ်ရှားရှိတာဒီ Kitchen. ဆိုင်မှာဆက်လုံးနေဆက်သွားပြီ praying over the breakfast I was preparing, I suddenly collapsed. My husband found me unconscious on the floor, and by the time the မနေ့စာပြင်ဆင်ရင်းနဲ့ပဲရုတ်တရက်လဲကျသွားပါတယ်သူခင်မုန်းက paramedics ခေါ်ထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်မမနိုးထနိုင်တော့ပါဘူး ဆက်သွား arrived, I had no pulse. What happened next changed everything I thought I knew ခဏ about လို့ရပြီ ဆေးတမားတွေရောက်လာတဲ့အခါကျမှကျွန်မရဲ့ဒီတွေးခုန်တုံးကလည်းရပ်တန့်နေခဲ့ပါပြီ prayer, about God, and about how we communicate with heaven. I found myself standing in a place that I can only describe as pure light, but not the kind ဟုတ်တစ်ချက်လောက်ပြန်နောက်ကိုတွားပြီးပါနော် What happened next changed everything I thought I knew about prayer, about God, and about how we communicate with heaven. My husband found me unconscious on the floor, and by the time the paramedics arrived, I had no pulse. What ဆက်သွားပြီပါနော် happened next changed everything I thought I knew about prayer, about God, and about how we communicate with heaven. အဲ့နောက်ပိုင်းမှာဆက်ဖြစ်ခဲ့တဲ့အရာကကျွန်မရဲ့ဒီစူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တယ်ဖခင်နဲ့ဆက်သွယ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အများကြီးပြောင်းလဲလာခဲ့တယ်ဆိုတော့တွေးရှိခဲ့ပါတယ် I found myself standing in a place that I can only describe as pure light, but အဲ့တော့တကယ်ကိုတောက်ပတဲ့အလင်းကြည်လင်တဲ့အလင်းမှာမတည့်ရက်နေတယ်ဆိုတော့ကျွန်မအဲ့ဒီမှာတွေးမြင်ခဲ့ပါတယ် not the kind of light that hurts your eyes. It was warm, peaceful, and filled with love. ဒီအလင်းကကျမတို့ကိုထိခိုက်စေတဲ့တကယ်ကိုအနေဖြစ်စေတဲ့အလင်းမဟုတ်ဘူးတကယ်ကိုငြိမ်းချမ်းပြီးတော့နှွေးထွေးပြီးတော့တကယ်ကိုတာယာတဲ့ချစ်ချင်းမြတ်တာနဲ့ပြည့်ဝနေတဲ့အလင်းတစ်ခုဖြစ်ပါတယ် Love beyond anything I had ever experienced. And there walking ခါမှ toward အဲ့လိုမျိုးအလင်းကိုမတွေ့ကြုံခဲ့ဘူးပါဘူး
me was Jesus Christ. I knew it was အဲ့ဒီမှာကျွန်မနဲ့အတူလမ်းလျှောက်နေတာကတော့ Jesus Christ ပဲဖြစ်ပါတယ် him immediately, not because of how he looked, but ။သူမကိုချက်ချင်းမြင်တွေ့ because of ခဲ့ the တယ် overwhelming presence of love and authority that surrounded him. Jesus looked Jesus ကိုကျွန်မကအရင်တော့တွေ့ဖူးတာတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့တကယ်ကိုနှွေးထွေးတဲ့ချစ်ချင်းမေတ္တာအားဖြင့်ကျွန်မသူ့ကိုချက်ချင်း Jesus မှန်သိခဲ့ပါတယ် at me with eyes full of compassion တကယ်ကိုကျွန်မကိုတကယ်ကိုချစ်ချင်းမေတ္တာတဲ့ပြည့်ဝနေတဲ့အကြည့်နဲ့ကျွန်မကိုကြည့်ခဲ့တယ် and said, Margaret, my child, it Margaret is not yet your time. မင်းရဲ့အချိန်မတန်သေးပါဘူးတကယ်တော့ I have brought you here because there is something crucial you must understand. ငါမင်းကိုဒီမှာခေါ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့မင်းတကယ်ကိုနားလည်ရမယ်အရေးကြီးတဲ့အရာတစ်ခုကိုငါပြောခြင်းလို့ဖြစ်တယ် Stand and share with my people when you return. မင်းပြန်သွားတဲ့အခါမှာငါရဲ့လူတွေကိုမင်းပြန်ပြီးတော့ပြန်ဝေမျှပေးပါဒီ message ကို I fell to my knees, အဲ့တော့ကျွန်မဒူးထောက်ထိုင်ချလိုက်တယ် overwhelmed by his presence, သူမရဲ့အရှိမကျွန်မနော်ဒူးထောက်ပြီးတော့ထိုင်ချလိုက်ပါတယ် and began to say, Lord, I am unworthy to be in your presence. အဲ့တော့သခင်ကျွန်မကသခင်ရဲ့အရှိမရှိနေဖို့ကိုမထိုက်တန်ပါဘူး If it is your will, ဒါကသခင်ရဲ့အလိုတော်ဖြစ်မယ်ဆိုရင် please forgive me for all my sins. ကျွန်မရဲ့အပြစ်တွေအားလုံးကိုခွင့်လွှတ်ပေးပါ Maybe I don't deserve to be here, ကျွန်မဒီမှာနေဖို့အတွက်ဒီမှာရှိဖို့အတွက်မထိုက်တန်ပါဘူး Jesus gently lifted my chin and said, Stop, my daughter. Jesus ကယေရှုကကျွန်မရဲ့မေးကိုအပေါ်ဆွဲမပြီးတော့သမီးရေတဲ့ Do you hear what you are ခဏ saying? လေးကျွန်တော်ပြောပြချင်တယ်အခုနသူယေရှုရှေ့ကိုရောက်သွားတဲ့အခါမှာသူဆူတောင်းတဲ့ဆူတောင်းချက်ကဒုခရိယန်နဲ့အရန်ဆူတောင်းတဲ့ဆူတောင်းချက်အဲ့ဒီဆူတောင်းချက်ကိုပြန်ပြီးတော့ရေးပြ Jesus looked at me with eyes full of compassion and said, Margaret, my child, it is not yet your time. But I have brought you here because there is something crucial you must understand and share with my people when you return. I fell to my knees, overwhelmed by his presence, and began to say, Lord, I am unworthy to be in your presence. သူကမျက်မှောက်တော်တွေရောက်သွားတဲ့အချိန်မှာဖယားရဲ့အရှိမပေါ့သူရောက်သွားတဲ့အချိန်မှာစပြီးဆူတောင်းတဲ့အရာတခုကကျွန်မမထိုက်တန်ဘူးကျွန်မကိုရောရဲ့မျက်မှောက်တော်မှာရှိဖို့မထိုက်တန်ဘူးလို့သူစဆူတောင်းနေတဲ့ကျွန်တော်မဆူတောင်းဘူးလားအဲ့ဒီအတွေ့အကြုံမျိုးခရိယန်တွေတော်များဆူတောင်းတယ်ကျွန်မမထိုက်တန်ဘူးကျွန်တော်မထိုက်တန်ဘူးဆက်သွား If it is your will, please forgive me for all my ဖယားသ sins. ခင်အလိုတော်ရှိတယ်ဆိုရင်ကျွန်မရဲ့အပြစ်တွေအားလုံးကိုခွင့်လွှတ်ပေးပါသူဆူတောင်းတာပထမဆူတောင်းချက်ကပါလဲကိုရောမျက်မှောက်တော်မှာရှိဖို့ကျွန်မမထိုက်တန်ဘူးဒုတိယတစ်ခုက ဘယ်လိုတော့ရှိရင်အပြစ်တွေ လို့ချင်းကျွန်မရဲ့အပြစ်တွေအားလုံးခွင့်လွှတ်ပေးပါနောက်တစ်ခု Maybe I don't deserve to be here, maybe I don't deserve to be here ကျွန်မအနေနဲ့တော့ဒီနေရာမှာရှိဖို့ မထိုက်တန် မထိုက်တန်ဘူးလို့တော့သူ့ကိုယ်သူထင်နေတာပေါ့အဲ့ချိန်မှာ Jesus gently lifted my chin ယေရှုခရစ်တော်ကသူ့ရဲ့မေးလေးကိုအသားလေးမတင်ပြီးတော့မှဘာပြောလဲဆိုတော့ဆက်သွားလေ and said, Stop, my daughter. stop Do you hear what you are saying? မင်း You ဘာ have just ပြော spoken နေလဲဆိုတာမင်းကြားလားတဲ့မာဂရက်ရဲ့တဲ့ဒီကမာဂရက်တော့ပြောတာမဟုတ်ဘူးမာဂရက်ရဲ့နင်းစုတောင်းတဲ့အချက်ကိုနင်းကြားလားတဲ့ဆက်သွား the three words that have been blocking your prayers. မင်းရဲ့ဆုတောင်းချက်၃ခုစလုံးကမင်းရဲ့ဆုတောင်းချက်ကိုပိတ်ဆို့ထားတာမင်းသိလားတဲ့ And the prayers of millions of my children. အဲ့လိုဆုတောင်းချက်မျိုး million နဲ့ချီပြီးတော့မှငါသားသမီးတွေဆုတောင်းနေကြတယ်တဲ့ These words have been silencing heaven and ဒီလိုစကလုံးမျိုးကကောင်းကင်နိုင်ငံမှာတိတ်ဆိတ် preventing တဲ့ my စကား blessings from reaching you. ဆက်သွား I was confused. ဆက် I thought I was being humble and reverent. ယေရှုအဲ့လိုပြောလိုက်တဲ့အချိန်မှာသူ့ကိုသူတော်တော်လေးစိတ်ရှုပ်ထွေးသွားတယ်နားလေမနားမလဲနိုင်ဘူးဖြစ်နေငါဘာဆုတောင်းတာမှားလို့လဲပေါ့
Jesus ငါ continued, နှိမ့်နှိမ့်ချာ Margaret, ချာနဲ့ဆူတောင်းတာပဲဖယားရှိမှာလို့သူကိုသူထင်တယ်ဒါပေမဲ့ယေရှုကဘာပြန်ပြောလဲဆိုတော့ I need you to understand something that will transform not only your prayer life, but the prayer lives of everyone you share this with. နင်တို့တွေလေတကြောင်မကြီးမလုံးနင်တို့ဘယ်လိုလုံးနေကြလဲငါလည်းမသိတော့ sentence တစ်ခုရောက်သွားကြလေပြန်အနောက်ပြန်ဆုံးရတယ်လို့ပြောကြည့်စရာမျိုး And said, "Stop, my daughter. Do you hear what you are saying? You have just spoken the 3 words that have been blocking your prayers and the prayers of millions of my children. These words have been silencing heaven and preventing my blessings from reaching you." preventing my blessing ပြောစရာမျိုး ဒီဟာကငါရဲ့ ကောင်းကြီးတွေကိုမင်းကပိတ်နေတာဖြစ်တယ်ဒီအရာတွေက block လုပ်နေတာ prevent လုပ်နေတာဖြစ်တယ် နော်ဒီဆူတောင်းချက်တွေဒီလိုမျိုးဆူတောင်းချက်တွေကကောင်းကြီးမင်္ဂလာကိုဘာဖြစ်လဲ ပိတ် ပိတ် ဆို့ ဆို့ တာ ထားတဲ့အရာတွေဖြစ်နေတယ်ဆိုတာမင်းတို့မသိဘူးဆက်သွား I was confused. I thought I was being humble and reverent. Jesus continued, "Margaret, I need you to understand something that will transform not only your prayer life, but the prayer lives of everyone you share this with." အဲ့တော့ Margaret ရေမင်းရဲ့ prayer life ကိုငါမင်းကို transform ပြောင်းလဲစေမယ်ပြီးလို့ရှိရင်ဒီ prayer တခြားသောသူတွေရဲ့ prayer lives ကိုလည်းငါမင်းကိုပြောင်းလဲပေးလိုက်မယ်ဒီ share လုပ်ခြင်းအဖြစ်ပေါ့နော် There are 3 words that my children use in prayer that grieve my heart and give the enemy power over their spiritual life. အမရဲ့ အဲ့တော့စကလုံး3လုံးရှိတယ်ဒီ3လုံးကငါ့ကိုဝမ်းနည်းစေတယ်ပြီးလို့ရှိရင်လည်းမင်းတို့ရဲ့ spiritual life ကိုလည်းယန်သူတွေကဒီပေါ်မှာလွှမ်းမိုးသွားနိုင်တယ်ဒီ3လုံးကြောင့်ပေါ့နော် These words seem innocent, even spiritual, but they carry poison that destroys spiritual authority. ဒီ3လုံးကတကယ်တော့ယူသားတယ် ဒီစကလုံး နှိမ့်ချတယ် 3လုံး နော်ဒီစကလုံး3လုံးကယူသားတယ်လို့ထင်ရပေမဲ့လေတကယ်တော့ဒီ spiritual မှာတော့ယူသားတယ်ထင်ရပေမဲ့ဒီဟာတကယ်ကိုဒီ spiritual ရဲ့ poison ဖြစ်စေတယ်ပေါ့နော်ဒါအစိတ်အတောက်ဖြစ်စေတယ်ဒါကကျွန်တော်တို့ရဲ့အခွင့်အာဏာနော်ဒီဝိညာဉ်ရေးအခွင့်အာဏာကိုဖျက်ဆီးစေမဲ့အစိတ်အတောက်ဖြစ်စေ Jesus began to explain, and his words penetrated my heart like nothing I had ever heard before. ဒီစလုံးတွေကငါရဲ့စိတ်ကိုတကယ်ကိုနော်ဟလာဟိုညှိုးနှွမ်းစေတယ်ပေါ့နော်ဒီစလုံးတွေကိုငါတခါမှမကြားဘူး The first word that you must never say during prayer is if, Jesus said. ပထမဆုံးမင်းတို့ဆူတောင်းတဲ့အခါမှာသုံးတဲ့စကားလုံးက if ဖြစ်ပါတယ် When you pray, Lord, if you Okay. want to heal me, if it's your will, if you hear me, you are not showing humility. you are not showing humility ဆက်သွား You are showing doubt. တကယ်တော့ဒါကမင်းကနှိမ်ချမှုကိုပြတာမဟုတ်ဘူးဒါမင်းရဲ့တန်တရားကိုပြခြင်းဖြစ်တယ် if ဆိုတာကအကယ်၍ဆိုတာကနှိမ်ချတာမဟုတ်တန်တရားကိုပြောတာဖြစ်တယ် You are treating prayer like a gamble. အဲ့တော့မင်းကဒီဆူတောင်းခြင်းကိုမင်းက gamble ဆိုတာလောင်းကစားပေါ့နော်လောင်းကစားတစ်ခုလို့မင်းကပြုမှုနေတာဖြစ်တယ် Instead of approaching your Father with confidence. အဲ့တော့ဒီဖျားစီမှာမင်းတို့ကယုံကြည်မှုနဲ့ချင်းကပ်တာမဟုတ်ဘဲနဲ့တန်တရားနဲ့ချင်းကပ်တာဖြစ်နေတယ် စိတ်ချ နော် စိတ်ချလက်ချဆူတောင်းရမယ်အစားဆူတောင်းတဲ့အခါမှာစိတ်ချလက်ချနဲ့ငါဖယားလုတ်ပေးတော့မယ်ဆိုတဲ့စိတ်နဲ့မတောင်းမဲနဲ့မင်းတို့ကဟို if အကယ်၍များကိုတော့မဆမယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးอ่ะသူ့ကိုအယံနာကျင်စေတယ်ဖယားဆက်သွား I remembered all the times I had prayed exactly like that. သူတတိထားမိတယ် ဒီလိုမျိုးပဲ ဆူတောင်းချက်မျိုးသူအမြဲတမ်း ကြားနေတယ်ပေါ့ ဆူတောင်းနေကြဖြစ်နေတယ် စိတ်ထားမိတယ် And I felt my heart breaking. Jesus continued, "Do you remember when I prayed in the Garden of Gethsemane?" အဲ့တော့မင်းတို့တတိယလားငါမင်းတို့ဂေသရှိမန်ဥယျာဉ်မှာငါဆူတောင်းခဲ့တဲ့အရာကိုမင်းတို့တတိယလား Yes, I said, if it is possible, let this cup pass from me. But notice that I immediately followed with,
Nevertheless, not my will but yours be done. တတိရတယ်အကယ်၍ဒီခွက်ကိုလွန်သွားရင်လွန်ပါစေကျွန်တော်ရဲ့အလိုတော်အတိုင်းမဖြစ်ပါစေနဲ့သခင်ရဲ့အလိုတော်အတိုင်းဖြစ်ပါစေဆိုတာတောင်းလျှောက်ခဲ့တယ်ဆိုတာကျွန်မတတိရပါတယ် I was not doubting the Father's power. I was submitting to his perfect plan. သဘောပေါက်လားဆရာရှင်းပြမယ်နော်ကျန်စကားတွေကြတော့ဆရာမျိုးနည်းနည်းလေးခေါင်းကိုက်မှာဆိုလို့ဆရာနေရှင်းပြယေရှုခရစ်တော်ပြောတယ်ငါဂေသစေမန်ဥယျာဉ်မှာမင်းတို့အတွက်ဆုတောင်းပေးခဲ့တဲ့အရာမင်းတို့မှတ်မိလားဂေသစေမန်ဥယျာဉ်မှာငါဆုတောင်းပေးခဲ့တုန်းကငါအဖောက်ဆုတောင်းတုန်းကဤခွက်ဒီအကျွန်ုပ်မှလွန်နိုင်လင်လွန်သွားပါစေလို့ဆုတောင်းခဲ့တယ်မဟုတ်ဘူးလားဒါပေမဲ့ချက်ချင်းပဲငါရဲ့ဆုတောင်းချက်ပြန်ပြောင်းပလိုက်တယ်အဲ့ဒါကတော့ဤခွက်ဒီကျွန်တော်လွန်နိုင်လွန်သွားပါစေသို့တော်လေကျွန်တော်အလိုမဖြစ်စေပဲကိုတော့အလိုဖြစ်ပါစေလို့ဆုတောင်းလိုက်တာဘာကြောင့်လဲဆိုတော့အဖခမည်းတော်ငါတော့အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့စိတ်ချမှုကိုငါလုံးဝစိတ်ချစွာနဲ့အနံ့လိုက်တာဖြစ်တယ်အရင်တုန်းကတော့လူဖြစ်တော့ကြောင်းတော့ဤခွက်ဒီကျွန်တော်မှလွန်နိုင်လင်လွန်သွားပါစေဆိုတော့တန်တရားနဲ့တော့လူဖြစ်တော့ကြောင်းဆူတောင်းတယ်အဲ့မှာဆူတောင်းချက်မှာသူ့ရဲ့လူဇာတိနဲ့ဖျားဇာတိကိုပြတာဤခွက်ဒီကျွန်တော်နဲ့လွန်နိုင်လင်လွန်သွားပါစေဆိုတာပါကြီးလေလူဇာတိကိုပြတာဒါပေမဲ့ဘာဖြစ်လဲတစ်ချိန်ထဲမှာဖျားဇာတိလာပြီဘာဖြစ်လဲကျိုးလို့ဖြစ်စေပါလဲလို့တိုက်ဖြစ်ပါစေဘာလို့လုံးဝစိတ်ချတဲ့အရာတခုကငါအဖငါ့ကိုအကောင်းဆုံးပြင်ဆင်ထားပြီဆိုတော့စိတ်ချမှုငါထားရှိခဲ့တယ်မဟုတ်ဘူးလားငါသမီးတဲ့ဆက်သွား But most of my children use if as an escape from faith. အဲ့တော့ငါရဲ့သားသမီးအများစုကတော့ if ကိုဒါကသူရဲ့ယုံကြည်မှုကိုလွတ်မြောက်ဖို့အတွက်သုံးခဲ့တယ်ပေါ့နော် Jesus showed me a vision of myself praying over the years. အဲ့တော့ Jesus က And I could see how အဲ့ဒီချက်ပြန်သွားပါနော် तू ကယူပါယုံထဲမှာပေါ့ तू တတ်လုံးဆုတောင်းခဲ့တဲ့ပုံစံတွေအားလုံးယေရှုခရစ်တော်ကအမှထိုးပြလိုက်တယ်တဲ့ तू တတ်လုံးမားစွာဆုတောင်းခဲ့တဲ့အရာကိုသူ့ကိုထိုးပြခဲ့တယ်တဲ့ most of my children use if as an escape from faith. Jesus showed me a vision of myself praying over the years, and I could see how many times I had used this word. ချိန်ဖန်များစွာဒီအကယ်၍ဆိုတဲ့စလုံးကိုသုံးခဲ့တယ်ဆိုတော့ကိုပြန်မြင်မိသွားတယ် Margaret, when you say if in prayer, you are like a soldier going into battle, but doubting whether your sword will work. အဲ့တော့ You have already defeated yourself before the spiritual battle even begins. အဲ့တော့ဘာနဲ့တူလဲဆိုတော့ဒီတိုက်ပွဲကိုသွားတဲ့စစ်တီတော်နဲ့သွားတူတယ်တဲ့ကိုရဲ့ဒီလက်နက်ပေါ်မှာကိုတန်တရားဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကယ် if နဲ့သာဆုတောင်းမယ်ဆိုရင်မင်းကဒီ spiritual တိုက်ပွဲကိုမတိုက်ရသေးဘူးမင်းကရှုံးနေပြီတဲ့ He referenced James 1 verses 6 to 7 explaining, my word says clearly, let him ask in faith with no doubting, for he who doubts is like a wave of the sea driven and tossed by the wind. စိတ်နှခွယာကုပ်ခန်းကြီး1ထဲမှာဖော်ပြထားတဲ့အတိုင်းပဲတဲ့တန်တရားနဲ့ဆုတောင်းတဲ့လူဟာစိတ်နှခွရှိတော်သူဖြစ်တော်ကြောင့်ကောင်းသောအရာတစ်စုံတစ်ခုမှဘုရားခင်ဆရာနဲ့မမျှော်လင့်နဲ့လို့ကျမ်းစာပြောထားတယ်မဟုတ်ဘူးလားတဲ့ For let not that man suppose that he will receive anything from the Lord. The word if creates a gap in your faith, and where there are gaps, the enemy slips in. ဆုတောင်းခြင်းကတဲ့ဖခင်နဲ့တင့်ရဲ့ကြားထဲမှာ gap ဖြစ်သွားစေတဲ့ဆုတောင်းချက်မျိုးတင်ဆုတောင်းမယ်ဆိုရင်စာတန်ကအဲ့ဒီ gap ဖြစ်သွားတဲ့နေရာမှာဝင်ပြီးတော့တင့်ကိုနှောက်ယှက်လို့ရတာတဲ့ Jesus looked at me with such love and said, I taught my disciples to pray with authority. In John 14 verse 13, I told them, whatever you ask in my name, that I will do, that the Father may be glorified in the Son.
ဖခင်သူ့ရဲ့တပည့်တော်တွေကိုသင်ပေးတဲ့အခါမှာတဲ့ဆူတောင်းတဲ့အခါမှာ authority နဲ့ဆူတောင်းတတ်ခြင်းကိုသင်ပေးတယ်မဟုတ်ဘူးလားတဲ့အခွင့်အာဏာနဲ့ဆူတောင်းတတ်ရမှာအပြစ်သားလို့ဆူတောင်းတာမဟုတ်ပဲနဲ့အခွင့်အာဏာလို့အခွင့်အာဏာအပြည့်နဲ့လုတ်ပိုင်ခွင့်ရှိတော်သူတယောက်အနေနဲ့ဆူတောင်းတော်ဖခင်လိုချင်တယ်မဟုတ်ဘူးလားတဲ့သူ့ရဲ့တပည့်တော်တွေကိုသင်ပေးခဲ့တော့ငါတဲ့ဆက်သွား There is no if there, Margaret. There is certainty, confidence, and faith. ဒါကြောင့်ဆူတောင်းခြင်းမှာတဲ့ if ဆိုတဲ့စကားကိုဘယ်တော့မသုံးနဲ့တဲ့တေချာတယ်စိတ်ချမှုရှိတယ်လုံးဝတေချာတယ်ကွာဆိုတဲ့လုံးဝစိတ်ချမှုအပြည့်နဲ့ဆူတောင်းတတ်ဖို့အရင်ရေးကြည့်ပါတယ်တဲ့ When you pray, Lord, I receive the healing that you have already provided for me through နေဆူတောင်းတဲ့အခါမှာဘုရားသခင်ပြင်ဆင်ပေးထားတဲ့ကျမ်းမာခြင်းရှိမစွာတဲ့ကျွန်တော်တို့ပြင်ဆင်ထားတဲ့ကျမ်းမာခြင်းကျွန်တော်ရပြီဖြစ်ကြောင်းကြေညာဖို့အရေးကြီးပါတယ်တဲ့ the cross. You are praying with the faith that moves mountains. မင်းရဲ့ဆူတောင်းချက်ကတောင်းတောင်မှရွေ့လာနိုင်တဲ့ဆူတောင်းချက်ဖြစ်ဖို့အရေးကြီးပါတယ် Then Jesus revealed the second dangerous word. နောက်တစ်ချိန်ထပ်ပြီးတော့ဖခင်ဖော်ပြတဲ့ဒုတိယအကြိမ်အန်ဒီရဲ့အရှိဆုံးစကားလုံးထပ်ဖော်ပြတယ်အခုပထမဆုံးအန်ဒီရဲ့ဆူတောင်းခြင်းမှာအစိတ်တောက်ဖြစ်စေတဲ့စကား if ဒုတိယတစ်ခုထပ်ဖော်ပြတယ် The second word that must never be in your prayers is maybe, he said. ဘယ်တော့မှမရှိတဲ့စကားလုံးတစ်ခုရတယ် maybe ဆိုတဲ့စကားလုံးထပ်ဖြစ်ပါတယ်တဲ့ more treacherous than if because it disguises itself as humility. ငါကြိုက်တော့မယ်ဒီကလေးလေးအနောက်ပြန်စို့ But it reveals a heart than if because it disguises itself as humility. ဆက်သွား But it reveals a heart that doesn't truly know the character of the Father. ဖခင်တဲ့တော့ maybe ဆိုတဲ့စကားကိုသုံးခြင်းကတဲ့ဖခင်သခင်ရဲ့ characteristic ပေါ့ဖခင်သခင်ရဲ့ဖြစ်အင်ကိုမသိဘဲနဲ့တို့ကဆူတောင်းနေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်တဲ့ I thought about all the times I had prayed. Maybe God will answer. အမြဲတမ်းဆူတောင်းတဲ့အခါမှာအေးဘောဖခင်သခင်ကတော့အဖြစ်ပေးမှာပါပေါ့ကွာ Maybe he hears me. maybe he hear me ငါဆူတောင်းချက်တော့ तू နားညောင်းမှာပါ Maybe he will forgive me. ငါ့ကိုခွင့်လွှတ်မှာပါ And I realized how these words have been undermining my faith without me ဆက်သွား even knowing it. ဒါမဲ့ကျမအမြဲတမ်းအဲ့လိုတန်တရားစိတ်ကြီးနေပဲတစ်သက်လုံးဆူတောင်းခဲ့တယ် Jesus explained, when you pray with maybe, you are showing that you don't understand that I'm the same yesterday, today, and forever. မင်းမှာပါလို့ဆူတောင်းနေတဲ့အရာတွေအားလုံးကငါ့ကိုဘာတူလဲဆိုတာမင်းမသိတာပဲငါကမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ဖြစ်တယ်ဆိုတာမင်းမသိပဲဆူတောင်းနေတာပဲ As written in Hebrews 13 verse 8, you are treating the Father Hebrews as if he 13:8မှာမနေ့ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖခင်ဖြစ်တယ်ဆိုတာငါဖော်ပြတယ်မဟုတ်ဘူးလား is unreliable, as if his promises might fail. The enemy he loves it when you pray like this because a prayer စာတန်က full တိ of တ် maybe ကြိုက်တယ်သင်အဲ့လိုဆူတောင်းနေတဲ့ရွေတန်တရားတွေနဲ့ဆူတောင်းနေသွေးဘုရားခင်လှုပ်ပေးမှာပါမဆမှာပါကျမ်းမာစေမှာပါဆိုတဲ့မှာပါဆိုတဲ့ဆူတောင်းချက်မျိုးဘုရားသခင်ကလုံးဝမကြိုက်ပေမဲ့စာတန်ကအရာကြိုက်တယ်ဘာကြောင့်လဲဆိုတော့သင်ဘုရားရဲ့ဖြစ်အင်ကိုမသိဘဲနဲ့ဆူတောင်းနေတာဖြစ်သောကြောင့်ဖြစ်ပါတယ် doesn't even reach the throne of God. ဒါကြောင့်အဲ့လိုဆူတောင်းခြင်းမျိုးကဖခင်ရဲ့မျက်မှောက်တော်ကိုရောက်သွားမယ်လို့တော့လုံးဝမထင်ပါနဲ့အခုနကကျွန်တော်တို့ကြားသိခဲ့တော့အဲ့ဒီစကားလုံး၃လုံးကကောင်းကင်နိုင်ငံမှာမကြားဘူးတဲ့ silent ဆိုတာလုံးဝတော့မကြားဘူးမကြားဘူးတဲ့စကားလုံးမရှိတဲ့စကားလုံးကိုတို့ကပြောနေကြတာဖခင်စိတ်ဝင်စားတဲ့စကားလုံးကပြောမယ်ဆိုတော့တို့မပြောသင့်ဘူးပေါ့ဆက်သွား Showed me another vision, this time of prayers rising like incense, but I could see how prayers filled with maybe would dissipate before reaching heaven, like smoke blown away by the wind. Margaret, when I said in Mark 9 verse 23, if you can believe, all things are possible to him who believes. ဒါကြောင့်မင်းတို့ maybe ဆိုတဲ့ဆူတောင်းချက်မှားပါဆိုတဲ့ဆူတောင်းချက်ကလေဖခင်ရဲ့မျက်မှောက်တော်ကိုမရောက်သွားတဲ့အပြင်ဖခင်ရဲ့ပလင်တော်ရှိကိုမရောက်သွားတဲ့အပြင်ဘာနဲ့တူလဲဆိုတော့အခိုးငွေကဲ့သို့ပဲအခိုးငွေလေးကဒိန်းဆိုလေတိုင်လွင့်သွားတဲ့ကဲ့သို့အဲ့လိုပဲတင်းရဲ့ဆူတောင်းချက်ကပဲပြတ်ပြေသွားမှာဖြစ်တယ်
ဒါကြောင့်မာဂရက်ရေမာကုခန်းကြီးကိုငယ်23မှာဖော်ပြထားတဲ့အတိုင်းယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြင့်ခတ်သိမ်းတော်မှုတို့ကိုတတ်နိုင်တယ်လို့ငါမပြောဘူးလား I was not speaking of maybe, but of absolute conviction. The impossible becomes possible through one thing only, believing without wavering. ငါနားလည်လိုက်တဲ့အရာတစ်ခုကတော့အမှငြိမ်ဝှစွာနေပြီးတော့ငါသိယူလိုက်ပြီးတော့နားလည်လိုက်တဲ့အရာတစ်ခုကတော့တန်တရာတွေနဲ့ဆူတောင်းတဲ့အရာအလုံးကဘာမှမဖြစ်လာဘူးဆိုတာပဲသူသိခဲ့တယ် Jesus continued, imagine if one of your children came to you and said, Mom, maybe you love me. Maybe you'll feed me today. How would that break your စဉ်းစား heart? ကြည့်လေတဲ့ That's နေ့သားသမီးတွေကနေ့ရှိမှလာရက်ပြီးတော့အမေကျမကိုချစ်မယ်လို့တော့ကျွန်တော်ချစ်မယ်လို့တော့ထင်ပါတယ်ချစ်မှာပါနော်ခွင့်လွတ်မှာပါနော်ဘာမှာပါနော်မှာပါနော်လို့လုပ်ရင်မင်းဘယ်လိုခံစားရမလဲ exactly what many of my children do to the Father ဒီ every လိုပဲ day with မ their င်းတို့ဒီငါရဲ့သားသမီးတွေကလည်းအလိုပဲငါ့ကိုလုပ်နေကြတာတဲ့နေ့တိုင်းနဲ့မှာပါချစ်မှာပါခွင့်လွတ်မှာပါနားလည်ပေးမှာပါမဆာမှာပါကောင်းကြီးပေးမှာပါမှာပါလုပ်နေကြတာတဲ့ prayers. Then came the third word, and this one hit me the ဒီလို hardest မျိုးမဆု because I တော had င်းပါ been န saying ဲတဲ့ဆိုတော့တတိယစကလုံးအန္တရာယ်ရှိတဲ့တတိယစကလုံးဆက်ပြောပြန်ပြီတဲ့ it my entire life, thinking I was being humble. The third word you must never say during prayer is unworthy, Jesus မထိုက်တန်မှုဆိုတဲ့စကားတတိယစကလုံးဖြစ်တယ် said. This word appears humble and reverent, but it is actually a deadly trap that destroys faith and rejects the work I did အဲ့ on ဒီ the cross. unworthy ဆိုတဲ့စကားဒုခရိယန်တွေမှာအရန်သုံးတဲ့စကားဖြစ်တယ်လीနော်ဆိုတော့ဘာပြောလဲဆိုတဲ့အခါမှာ unworthy ဆိုတဲ့စကားတကယ်ကိုဘယ်လိုခေါ်မလဲဖျားသခင်ရှေ့မှာစကားပြောတဲ့အခါမှာတိတ်ကိုနှိမ်ချတယ်လို့နဲ့အဲ့လိုဂုံယူပြီးတော့ပြောတဲ့စကားမျိုးဘောနော် and worthy ဆိုတာက reverence and သူပြောတာက humility တကယ်ကို humble ဖြစ်ပြီးတော့ပြောတဲ့ပုံစံမျိုးငါတို့ထင်ခဲ့ကြတယ်ဆက်သွား I was stunned. I had always thought calling myself unworthy was the right thing to do before အဲ့မှာ God. ငါအရာဘောနော်ဘာပြောလို့ပြောရမှန်းတော့မသိတော့ဖြစ်သွားပြီးတော့မှဟုတ်တယ်ငါဘဝမှာတစ်လုံးငါကမထိုက်တန်ဘူးဆိုတဲ့စကားကိုအကျင့်ငါသုံးခဲ့တာဖြစ်တယ်ဆူတောင်းတဲ့အချိန်မှာ Jesus continued, Margaret, every time you call yourself unworthy, you are not being humble. You are agreeing with Satan, the မင်းငါကမထိုက်တန်ဘူးလို့ပြောလိုက်တင်ကမထိုက်တန်ဘူးလို့ပြောလိုက်တိုင်းမှာမင်းကနှိမ်ချတာမဟုတ်မင်းကစာရနဲ့တွားပြီးတော့သဘောတူနေတာ accuser of the brethren. Revelation 12 verse 10 tells us that he accuses my children day and night before God. ဗျာဒိတ်ခန်းကြီး7အငယ်30မှာစာရန်ကအမြဲတမ်းဒီကောင်မထိုက်တန်ဘူးဒီကောင်မထိုက်တန်ဘူးဒီကောင်မထိုက်တန်ဘူးအမြဲတမ်းအပြစ်တင်နေတဲ့သူဖြစ်တယ်ဆိုတာမင်းတို့မသိဘူးလား When you say, I am unworthy, you are repeating his accusations instead of standing in the victory I won for you. မင်းကငါမထိုက်တန်ဘူးလို့ပြောလိုက်တိုင်းမှာမင်းကိုမင်းပြန်အပြစ်တင်နေတဲ့သူဖြစ်ပြီးတော့မှဖျားသခင်ရှိမှထိုက်တန်နဲ့ရက်နေတော့သူကဲ့သို့မင်းမဟုတ်တော့ဘူးလေ This revelation shook me to my core. Jesus explained further, there is a difference between repentance and self-condemnation. အဲ့မှာကနောင်တရခြင်းနဲ့မိမိကိုမိမိအပြစ်တင်ခြင်းမတူဘူးဆိုတာကိုသင်သိဖို့လိုတယ် The Father wants a contrite heart, yes, but a heart that believes it has been washed clean by my blood. မင်းတို့သိရမယ့်အရာတခုကမထိုက်တန်ဘူးလို့ပြောလို့မရတော့ဘူး။ဘာကြောင့်ဆိုငါရဲ့အသွေးတော်ကမင်းတို့ရဲ့အပြစ်ရှိသမျှကိုဆေးကြောပြီးဖြစ်တဲ့အတွက်ကြောင့်မင်းတို့ကထိုက်တန်တော်သူတွေဖြစ်ပြီးသားဖြစ်တယ် Romans 8 verse 1 declares, there is therefore now no condemnation to those who are in ယောမ Christ ခန်းကြီး Jesus. ရှစ်အငယ်1မှာဘာပြောလဲဆိုတော့ဘယ်မှာလို့တော့မရှင်းဘူးအင်္ဂလိပ်မှာတော့ရှင်းတယ် there is no condemnation လို့သုံးထားတယ်မဟုတ်ဘူးလားမင်းတို့ကိုဘယ်သူမှအပြစ်တင်လို့မရတဲ့အတွက်ပဲမင်းတို့ကအပြစ်လုံးဝတင်စရာအကြောင်းမရှိတဲ့သူတွေဖြစ်သွားပြီလို့ယောမရှစ်1မှာဖော်ပြထားတယ်မဟုတ်ဘူးလားတဲ့ When you call yourself unworthy,
you are essentially saying that my sacrifice on the cross was not enough to make you worthy. မင်းအဲ့လိုမျိုးငါမထိုက်တန်ဘူးလို့ပြောလိုက်တိုင်းမှာငါကမင်းတို့အတွက်လဝကတိုင်မှာလှုပ်ဆောင်ပေးခဲ့တာမလုံလောက်သေးဘူးလို့မင်းပြောလိုက်တာ ਨੇ အတူတူပဲလေ Jesus showed me the cross, and I could see the magnitude of what he had done there. အဲ့ဒီမှာယေရှုခရစ်တော်လဝကတိုင်ပေါ်မှာ तू အသေးခံခဲ့တဲ့ပုံစံ तू ပြတယ်အဲ့ဒီအချိန်မှာ तू ကောင်းကောင်းသိလိုက်တာလဝကတိုင်မှာယေရှုပြုပေးခဲ့တဲ့အရှိန်အဟုန်ဘယ်လောက်ကြီးမားလဲဆိုတာ तू ပေါ်နားလည်ခဲ့ရတာ Margaret, Hebrews 10 verse 10 says that you have been sanctified through the offering of my body once for all. ငါကဟေဘရဲခန်းကြီး30အငယ်30မှာပြောထားတဲ့အတိုင်းပါပဲငါရဲ့အပြစ်တွေကတစ်ကြိမ်ထဲနဲ့အပြစ်ရှိသမျှအားလုံးကိုဖြစ်လွတ်ပေးပြီလေဆိုတာကိုမင်းသိရမယ်လေ You may have made mistakes, you may be broken, but if you are in me, you are no longer unworthy. မင်းကအမှားလုပ်ကောင်းလုပ်လိမ့်မယ်မင်းကဟာလာဟိုကျူးလွန်တဲ့အရာတွေရှိကောင်းရှိလိမ့်မယ်သို့တော်ညာလည်းပဲမင်းကငါရဲ့အထဲမှာရှိပြီဖြစ်တဲ့အတွက်ကြောင့်မင်းကထိုက်တန်တော်သူဖြစ်ပြီလေ You are a beloved daughter, an heir of God, a citizen of heaven. မင်းကကိုသိရမယ်ခရစ်တော်ထဲမှာရှိပြီဖြစ်တဲ့အတွက်ကြောင့်မင်းကကောင်းကင်နိုင်ငံသားဖြစ်ပြီးပြီဆိုတာမင်းကိုမသိရမယ်လေငါသမီး I began to weep as I realized how I had been rejecting his sacrifice all these years ငါ by ကို calling ငါပိုနားလေခဲ့တာတော့ငါဆုတောင်းရင်းနဲ့လဝကတိုင်မှာယေရှုပြုတ်ပေးတဲ့အမှုကိုမတိမတာညင်းပယ်နေတယ်ဆိုတော့ငါပိုနားလေခဲ့တယ် myself unworthy. Jesus comforted me, saying, when you approach the Father in prayer, do it with reverence, yes, but also with the confidence of a တင် beloved တိထားဖို့ child. ရအတွက်ကတင်အဖခမည်းတော်ရဲ့ပလင်တော်ကိုတိုးဝင်တဲ့အခါမှာတင်ဟာဘယ်သောအခါမှာမထိုက်တန်တဲ့ဆိုတဲ့ပုံစံနဲ့မတိုးဝင်ဘဲနဲ့ reverence လုံးဝယေရှုအပြင်ငါကတကယ်ထိုက်တန်တော်သူဖြစ်တယ်ဆိုတဲ့စိတ်နဲ့တိုးဝင်ဖို့အရေးကြီးတယ် Don't say, I am unworthy, but rather, Father, thank you that in Christ I have been made worthy. ဘယ်တော့မှငါကမထိုက်တန်ဘူးလို့မပြောဘဲနဲ့ယေရှုခရစ်တော်အပြင်ကျွန်တော်ကျမဒီထိုက်တန်တော်သူဖြစ်တယ်လို့ရဲဖခမည်းတော်ပြောဖို့ဖရားလိုတော့ရှိတယ် Not by my merits, but by the blood of the Lamb. ငါ Jesus ရဲ့ then အကျင့်တွေကြောင့်မဟုတ်ဘဲနဲ့ငါရဲ့လှုပ်ဆောင်ခြင်းတွေကြောင့်လုံးဝမဟုတ်ဘဲနဲ့ယေရှုရဲ့အသွေးတော်ကြောင့် explained to me the spiritual mechanics of why these words are so dangerous. Margaret, when you pray, you enter a spiritual battleground. Remember Daniel chapter 10. မင်းဆုတောင်းတဲ့အခါမှာမင်းသိရမယ့်အရာတခုမင်းစဆုတောင်းပြီဆိုတာနဲ့မင်းကဝိညာဉ်တိုက်ပွဲကြီးထဲကိုမင်းဝင်သွားပြီဖြစ်တယ် Daniel ဒိုင်လာခန်းကြီး Daniel's 30 prayer မှာ was ပေါ် heard ပြ from တယ် the မဟုတ် first ဘူးလား day, but the answer was delayed for 21 days because of ဒိုင်လာခန်းကြီး30ထဲမှာပေါ်ပြလဲဆိုတဲ့အခါမှာ21ရက်သူဆုတောင်းတဲ့အခါမှာ21ရက်ကြာနေတယ်ဆိုတော့မင်းတို့မှတ်မိကြမှာပေါ့ warfare in the spiritual realm. Your အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့တကယ်ကိုဝိညာဉ်တိုက်ပွဲကြီးအကြီးကျယ်တိုက်နေရတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ဆုတောင်းတဲ့ခါမှာချက်ချင်းမရဘဲနဲ့21ရက်တောင်ကြာတယ်ဆိုတော့မင်းတို့သတိရပါလိမ့်မယ်အဲ့ဒီအကြောင်းဒိုင်လာခန်းကြီး30မှာ words carry weight in both heaven and hell. ဆက်သွား He continued, the enemy is cunning. He doesn't try to stop you from praying. He tries to make you pray ineffectively. မင်းရဲ့ဆုတောင်းခြင်းကို तू စီးတာတော့မဟုတ်ဒါပေမဲ့အင်မတန်မှ तू ကြမ်းကြုတ်တဲ့ရန်သူအင်မတန်မှနတ်ဆိုးအင်မတန်မှကြမ်းကြုတ်တာဖြစ်တဲ့ကြောင့်တင်းရဲ့ဆုတောင်းခြင်းကိုမထီရောက်အောင် तू အမျိုးမျိုးနည်းနဲ့ तू ချမှာပဲမင်း These three words, if, maybe, and unworthy, are his favorite weapons because they sabotage your faith from within your own mouth. ဒါကြောင့်ဒီ၃ချက်ကဖြစ်မှာပါပြီးတော့မှအလိုတော်ရှိတယ်ဆိုရင်မှာပါဆိုရင်တို့မှာပါတို့ပြီးတော့မှဒီမထိုက်တန်ဘူးဆိုတဲ့စကားလုံးတွေအားလုံးကတင်ဒီဝိညာဉ်တိုက်ပွဲမှာတင်ရှုံးနှိမ့်စေမဲ့အရာမထီရောက်စေတဲ့ဆုတောင်းခြင်းတွေဖြစ်နေတယ် Jesus referenced Mark 11 verse 24, explaining, I said, therefore I say to you, whatever things you ask when you pray, believe that ဒါ you နဲ့ယေရှု receive ခရ them. စ်တော်ကမာကုခန်းကြီး7အငယ်24ကိုထပ်ပြီးတော့ဖွင့်ပြတယ်အဲ့ဒါတော့ဘာလဲဆိုတော့သင်တို့ဒီဆုကျေးဇူးကိုအလိုရှိတယ်ဆိုရင်
ဘာလဲ24မှာတင်တို့ဒီငါဆိုဒီကတင်တို့ဒီစုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နဲ့တောင်းသမျှတို့ကိုရကြလိမ့်မယ်ပြောတယ်မဟုတ် For ဘူးလား things you ask when you pray, believe that you receive them and you will have them. ဆက်သွား This reveals the secret, Margaret. Absolute faith, not partial faith, not မင်းစုတောင်းတဲ့အခါမှာ partial faith မဟုတ်ဘဲနဲ့ absolute faith ဖြစ်ဖို့အင်မတန်အရေးကြီးတယ် partial faith ဆိုတာကဘာလဲဆိုတော့တပိုင်းတစယုံကြည်ပြီးတော့မှစုတောင်းတာဟဲ့လားဒီဥစ္စာပေါ့ဒီ partial စုတောင်းတာမဟုတ်ဘဲနဲ့တကယ်ကိုလုံးလျားတရားရာခိုင်နှုန်းစိတ်ချစွာနဲ့စုတောင်းတတ်ဖို့အရေးကြီးတယ်စိတ်ချတယ်လို့စိတ်မချတယ်လို့မဖြစ်ဖို့အရေးကြီးတယ်စုတောင်းတဲ့အခါမှာ faith contaminated with words of doubt or self-sabotage. တန်တရားတွေကတင်းရဲ့ဆူတောင်းချက်တွေကိုဖျက်ဆီးနိုင်တယ်ဒါပေမဲ့တကယ်ယုံကြည်ခြင်းနဲ့ဆူတောင်းတဲ့အရာကတော့အင်မတန်မှကိုခိုင်ခန့်သောထိရောက်သောဆူတောင်းချက်ဖြစ်စေတယ် Then Jesus taught me how to pray properly. ဘယ် Instead လို of ဆူတောင်းရ saying, မလဲဘယ်လိုဆူတောင်းရမလဲဆိုယေရှုကစပြီးတော့သင်ပေးတော့တယ် Lord, if you want to heal me, say, Lord, I receive the healing you have already provided for me through your ကိုတော့အလိုတော်ရှိမယ်ဆိုတော့ဆူမတောင်းတော့ဘဲနဲ့ကိုတော့ပြင်ဆင်ပေးထားတဲ့မင်္ဂလာတွေအားလုံးကကျမရပြီဖြစ်ကြောင်းဝန်ခံပါတယ်လို့ဆူတောင်းတတ်ဖို့အရေးကြီးပါတယ် stripes. Instead of maybe God will set me free, declare, Lord, I take possession of the freedom you have promised me. ကိုတော့ကျမကိုလွတ်မြောက်စေပါလို့တောင်းတာမဟုတ်ဘဲနဲ့ကိုတော့ဂရုတော်ကျမတတ်တာမှာပြည့်စုံလာပြီလို့တောင်းတတ်ဖို့အရေးကြီးပါတယ် Instead of I am unworthy, say, Father, I come boldly to your throne because Christ has made me worthy. ကျမကမထိုက်တန်ဘူးလို့ပြောမယ်အစားဆူတောင်းတဲ့အခါမှာကိုတော့ရဲ့ပလင်တော်ရှေတော်ရင်းတို့ရဲရင်စွာကျမတိုးဝင်လာပြီလို့ဆူတောင်းတတ်ဖို့အင်မတန်အရေးကြီးပါတယ် Jesus showed me more scriptures to support this teaching. He quoted 1 John 5 verses 14 to 15. Okay အဲ့ဒါတွေကတော့နောက်ပိုင်းမှာဆက်သွားတော့เนาะဒီဒါကတော့စပြီးတော့ကျမ်းစာတွေစပြောပြီဆိုတော့အမှနောက်ပိုင်းအဲ့ဒါတွေကိုကိုယ့်ဘာသာကိုပြန်ကြည့်တော့ဖတ်ဆိုတော့ဆရာဘာပြောချင်တာလဲလို့ပြောလာတဲ့အခါမှာ thank you ဆရာမျိုးရတယ်ဒီမှာပဲဆက်ပြီးတော့နေအဓိကတော့ဘာပြောပြချင်တာလဲဆိုတဲ့အခါမှာကျွန်တော်ဆူတောင်းခြင်းနဲ့ရမ်းမာနေတာဒီလိုဆူတောင်းရင်တော့တို့တွေဘာမှဖြေရမှာမဟုတ်မြင်လားမသိဘူးတော့များစွာတော့ဘောနော်ခလေးတွေပေါ့ကွာခလေးတွေဆိုအမေကျွန်တော်ချစ်မှာပါအဖေကျွန်တော်ချစ်မှာပါခွင့်လွန်မှာပါမဆာမှာပါကျွေးမှာပါအမေတပင်းကျွေးမှာမဟုတ်လားကျွေးမှာပါနော်ဆိုရမျိုးမလို့လည်းနေပါနေကောက်သွားစားပါလားဆိုတဲ့ပုံစံမျိုးပေါ့နော် confident အပြည့်နဲ့မတိုးဝင်မဲနဲ့အမေကထမင်းကျွေးမှာပါဆိုဘယ်လောက်စိတ်မကောင်းစရာကောင်းလဲကျွေးမှာပါမဖို့ပေးမှာပါမှာပါလုံနေဘယ်လောက်ဝမ်းနေစရာကောင်းလဲငါအမေစီကနေမဖို့ရဖို့ငါမထိုက်တန်ဘူးထင်တာပဲဆိုတာမျိုးထိုက်တန်တာမထိုက်တန်တာကိုသားသမီးကိုမဖို့ပေးရှင်တဲ့ဖေမေတွေကြီးပဲကျွေးမွေးရှင်တဲ့ဖေမေတွေကြီးပဲမဆရှင်တဲ့ဖေမေတွေကြီးပဲရောက်ဒီနေ့ဆရာအနေနဲ့ဘာကိုနားလေစေချင်လဲဆိုတဲ့အခါမှာဒီနေ့အစ၍တို့ကတကယ်ကို confident အပြည့်နဲ့စိတ်ချမှုအပြည့်နဲ့ဖျားပြင်ဆင်ထားတဲ့မင်္ဂလာတွေအလုံးရယူကြရအောင်ဟေဘရဲခန်းကြီး၄အငယ်16ဟေဘရဲခန်းကြီး၄အငယ်16ပပထို့ကြောင့်ငါတို့သည်တော်လျော်သောမဆခြင်းကျေးဇူးကို၎င်းခံရမည်အကြောင်းဗာစိတ်နဲ့ကျေးဇူးပလင်တော်တို့ဝင်ခြင်းကတို့ဒီနေ့ဆုတောင်းတဲ့အချိန်မှာအောင်မြင်ခြင်းတွေရယူတော့မယ်အာမင်ရဲရင်သောစိတ်နဲ့ပြောရဲရင်သောစိတ်နဲ့ဟာလေလုယာတို့ကိုလုံးဝ
လုံးဝထိုက်တန်တော်သူဖြစ်ဖို့ဖခင်ကလက်ဝါးကတဲ့မှာအကုန်လုပ်ပေးပြီးသွားပြီတင်းကိုဘသူမှအပြစ်တင်လို့မရအောင်ယေရှုအကုန်လုပ်ပေးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ရဲရင်နဲ့စိတ်နဲ့ယေရှုပလင်တော်တို့တိုးဝင်ချင်းကပ်ပြီးတော့မှယူပါယုံကြီးမထားပြီးတောင်းမယ်ဆိုရင်တော့မကြခင်မှာတင်းရဲ့ ministry လားတင်းရဲ့လုပ်ငန်းတွေလားတင်းရဲ့မိသားစုလားတင်းရဲ့အတ္တလားကြီးမားသောမင်္ဂလာတွေကိုစတင်မြင်ရတော့မယ်ဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပေးလိုက်ပါတယ်အားလုံးရဲရင်နဲ့ဘုရားခင်ပြင်ဆင်ပေးတဲ့မင်္ဂလာတွေကိုဝန်ခံပြီးတော့ရယူကြရအောင်ခဏလောက်မျက်မှောက်တော်နဲ့ပြန်တိုးဝင်ပြီးတော့မှHallelujah, Jesus, Chimwan Jaya, Yayume, Amen, Amen. Hallelujah, Jido Mudigo Piashin Puro Meswa Yonchi Jabadala. Hallelujah, Piake Jido Mupu Meswa Yonchi Jabadala. Piake Jido Mudi, Jano Jamau, Puro Me, Amen. I go online machine, Duri, Billy, Majama, Dore, Jamabi. Malumia, Dore, Lumia B. A dream we Jido Piana Pineduri, and all boy are cooing Pia, let all your Pia changing go in Yabi. Hallelujah. Majaki Mapiaki Pume and Nakama Muti Jigo Timin Tuyarome. Hallelujah, Jido Mure, Amaka, and all boy do Amure go Timin Tuyarome. Mapina Musore Yare Timwa Mapilarome. A madam mama pure boa rego piake sade no dio swe kone bi sura gote e mientwe bo ye jire hallelujah sabra pia ko ko jaya in the name of Jesus hallelujah the atashi me jama me bono theja me the abin lu bong myau myau swa kaung ji khan sa me te pe kaung ngat taung na nai ne the abin ngat taung mo ngat tai ma kaung ngat ta na ra ko pia ke pie sin da bi pia ke na ma bong ji ba se Shalama City Akaba Baba. Thank you, Lord Jesus.